ဒီနေ့ဗီဒီယိုလေးမှာတော့ထိုင်းနိုင်ငံဟွာဟင်းမြို့မှာရှိတဲ့မိတ်ဆွေတယောက်စီသွားလည်ရင်လည်းအဲ့ဒီမှာရှိတဲ့ကမ်းခြေတွေနိုင်မားကတ်တွေအစားအသောက်တွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ထိုင်းနိုင်ငံဟွာဟင်းမြို့ကပင်လယ်ကမ်းခြေအပန်းဖြေစခန်းမြို့တစ်မြို့ဖြစ်ပြီးတော့ကျွန်တော်တို့ဘန်ကောက်ကနေပြီးတော့ကားနဲ့သွားမယ်ဆိုရင်2နာရီကနေ3နာရီလောက်ပဲမောင်းရတယ်ရထားတို့ဘတ်ကားတို့နဲ့လည်းသွားလို့ရတယ်အဲ့ဒီမှာဟွာဟင်းရဲ့ထူးခြားချက်တွေကကြတော့ကျွန်တော်တို့ပတ်တရားတို့ပါလို့စူးစူးချင်းချင်းမဟုတ်ဘဲနဲ့ဟွာဟင်းကပို့ပြီးတော့တိတ်ဆိတ်တယ်မိသားစုတွေနဲ့အပန်းဖြေတာတို့အေးအေးဆေးဆေးနားကျင်တဲ့လူတွေအတွက်ကိုပို့ပြီးတော့တစ်လော်တယ်ဒီကဟွာဟင်းကိုသွားနေတဲ့လမ်းကိုမောင်းရတဲ့ခံစားချက်ကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်မော်လမြိုင်ကိုသွားတဲ့လမ်းအဲ့ဒါနဲ့တော်တော်လေးခံစားချက်ချင်းဆင်တယ်ဘာလို့လဲဆိုတော့ဘေးမှာမြင်ရတာအဲ့လိုတောင်တွေခြားဖန်တို့ဘာလို့လဲတူတယ်လို့ပြောရတယ်ဒါပေမဲ့ကျွန်တော်ဖန်တော့မရောက်တမိုင်းကျောင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဟွာဟင်းကကျွန်တော်တို့ထိုင်းပြည်ရင်တွေရဲ့နွေရာသီအပန်းဖြေစကန်ဖြစ်ခဲ့မှုတယ်ဆိုတဲ့တမိုင်းကျောင်းတွေရှိတယ်အဲ့ဒါကြောင့်လည်းမြို့ထဲမှာကျွန်တော်တို့တော်ဝင်နန်းတော်တွေနဲ့တမိုင်းဝင်နေရာတချို့ကိုလည်းလေ့လာလို့ရတယ်မြို့ရဲ့နာမည်ဖြစ်တဲ့ဟွာဟင်းဆိုတာကကျွန်တော်တို့မြန်မာလိုကြောက်ခေါင်းလို့အဓိပ္ပာယ်ရပြီးတော့ကမ်းခြေတစ်ချောင်းမှာရှိတဲ့ကြောက်တုံးကြီးတွေကိုရည်ညွှန်းထားတာလို့လည်းသိရတယ်အဲ့ဒီမှာဆိုရင်မြင်းစီးတာတွေလေဟုန်စီးတာတွေစတဲ့အပန်းဖြေမှုတွေကိုတော်တော်များပြုလုပ်ကြတယ်အဲ့ဒီမှာရှိတဲ့ဟွာဟင်း view ဆိုတဲ့အိမ်ယာလေးကိုတော့ကျွန်တော်တော်တော်လေးသဘောကျတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအိမ်ယာရဲ့တဝက်လောက်ကိုကျွန်တော်တို့တောင်ကြီးနဲ့ဝင်းရံထားတဲ့ပုံစံမျိုးဖြစ်ပြီးတော့နေရထိုင်ရတာအရန်တိတ်ဆိတ်တယ်။လုံးချင်းအိမ်လေးတွေပဲရှိပြီးတော့အရန်နေရတာအေးချမ်းတယ်လို့ခံစားရတယ်။စကားမဆက်အဲ့ဒီနေရာမှာအိမ်ဝယ်ဖို့စဉ်းစားတယ်ဆိုရင်တော့ကျွန်တော်ကိုအချိန်မီဆက်သွယ်လို့ရပါတယ်ခင်ဗျ။အကောင်းဆုံးအကျိုးဆောင်မှုပြုလုပ်ပေးပါမယ်။ဒါလေးကတော့ကြော်ညာတစ်ဖြတ်ဝင်တာပါ။အိမ်ရှင်တွေဧကန်နဲ့ကြက်ကြော်လက်ဖက်သုံးနဲ့ထမင်းစီစန်းကိုအားရပါရသုံးဆောင်ပေးပြီးတကားလားညနေပိုင်းမှာကျွန်တော်တို့ကမ်းခြေကိုအပန်းဖြေဖို့ထွက်ခဲ့ပါတယ်။ဟွာဟင်းမှာရှိတဲ့ကမ်းခြေတွေရဲ့ထူးခြားချက်ကအဲ့ဒီမှာရှိတဲ့သဲတွေကအရန်နူးညံ့တယ်ပြီးတော့တန့်ရှင်းတယ်။ကမ်းခြေကလည်းအရန်မက်ဆောက်တာမဟုတ်ဘဲနဲ့ပြပြလေးဖြစ်တဲ့အတွက်ကလေးတွေရေကစားရတာလှိုင်းစီးရတာပို့ပြီးတော့အဆင်ပြေတယ်။ကမ်းခြေမှာအပန်းဖြေပြီးတော့ကျွန်တော်တို့ဟွာဟင်းနိုင်မာကတ်ကိုတွားရောက်ခဲ့ပါတယ်။ဒီနိုင်မာကတ်ရဲ့ထူးခြားချက်ကတော့အစားအသောက်တွေအပြင်ကိုလက်မှုအမှုပညာပစ္စည်းတော်တော်များများကိုရောင်းချထားတာကိုတွေ့ရပါတယ်။ဒီမှာကလက်မှုပညာနဲ့ပတ်သက်တဲ့ပကြီးတွေကအစတခြားအသုံးဆောင်ပစ္စည်းတော်တော်များများကိုတွေ့ရပါတယ်။အဲ့ဒီမှာတူရကီရိုးရာအစားအသောက်တစ်မျိုးဖြစ်တဲ့အသားကပတ်ဆိုင်ကိုကျွန်တော်တို့တွေ့ခဲ့ပါတယ်။ဒီဆိုင်လေးမှာအသားအနေနဲ့ကအမဲသားဝက်သားကြက်သား၃မျိုးရရှိပါတယ်။ကပတ်ဆိုတာကတော့တူရကီဘာသာစကားနဲ့ဆင်းသက်လာတာဖြစ်ပြီးတော့အသားကင်လို့အဓိပ္ပာယ်ရပါတယ်။မီးနဲ့ကင်ထားတဲ့အသားကို cheese တွေ sauce တွေအသီးအရွက်တွေနဲ့ပေါင်မုတ်အစရှိတဲ့အရာတွေနဲ့တွဲဖက်ပြီးစားသုံးရတဲ့အစားအသောက်တစ်မျိုးပါ။ဟွာဟင်းနဲ့ပတ်သက်လို့ကတော့လဲစရာသွားစရာပတ်စရာနေရာတွေအများကြီးရှိပါသေးတယ်ကျွန်တော်တို့အတွက်ကတော့အချိန်မြင်ရတော့ဒီနေရာလေးကိုပဲကျွန်တော်တို့တွားရောက်လဲပတ်ခဲ့ပါတယ်အဲ့တော့ထိုင်းနိုင်ငံကိုလာရောက်လဲပတ်ဖြစ်တယ်ဆိုရင်ဟွာဟင်းမြို့ကလည်းတိတ်ဆိတ်အေးချမ်းပြီးတော့လှပတဲ့မြို့တစ်ခုဖြစ်တဲ့အတွက်လာရောက်ဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျနောက်ထပ်လည်းစိတ်ဝင်စားစရာဗီဒီယိုတွေအများကြီးတင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ဖို့မမေ့ပါနဲ့ခင်ဗျဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်